ပြည်လုံးချမ်းသာဆိုတဲ့ဟင်းလေးကိုကြိုက်ကြလာရင်ငငယ်ကတရုတ်စားတောက်ဆိုင်နေသွားပြီဆိုရင်အမြဲမှားစားဖြစ်တဲ့ဟင်းလေးပါဒီနေ့အမတို့တူတူကြောကြည့်ကြမယ်နော်ပြည်လုံးချမ်းသာအားလေအသားတွေအသီးရွက်တွေစီးဖူးတွေကိုကြိုက်တာကိုအစုံထည့်လို့ရတယ်ပေါ့နော်အငါတော့ရေပဝဲရယ်ပြည်ကြီးငါးရယ်ပစွန်ရယ်စက်သားရယ်ထည့်ပါမယ်ရှင်အသီးရွက်လေးတွေကိုလည်းအငါအစုံပြင်ထားပါတယ်ငရုတ်ပွားလေးတွေပန်းကော်ပီလေးတွေမုံလာဥလေးတွေဘေဘီကွန်လေးတွေပြီးတော့ကြက်သွန်လေးလည်းပါတယ်ခန်းကျင်သီးလည်းပါတယ်ပေါ့နော်ကြက်သွန်ဖြူလေးကိုလည်းဓားပြရိုက်ပြီးတော့ချင်းလေးကိုလည်းပပလှီးထားပါတယ်ငရုတ်6တောင်လေးတွေလည်းထည့်မယ်ပေါ့နော်အရင်ဆုံးကတော့အသားလေးကိုအရသာနဲ့မယ်ပေါ့နော်စားလေးနည်းနည်းရဲ့ပဲငံပြားရဲ့အကြည်လေးရဲ့အချုံမုံလေးနည်းနည်းနဲ့အရသာနဲ့ပါမယ်တကယ်လို့ဝက်သားပါထည့်ရဲဆိုရင်လည်းဝက်သားကိုလည်းဒီလိုပဲအရသာလေးနဲ့ထားပေးပါနော်ပြီးရင်တော့ကြော်ရဲနေရာမှာသုံးဖို့ sauce လေးဆက်ကြမယ်နော်ပဲငံပြားရဲ့အကြည်ကိုထမင်းစားစုံနဲ့တစုံခွဲထည့်ပါမယ် QC ကိုကြတော့ထမင်းစားစုံနဲ့တစုံမောက်မောက်ထည့်ပါမယ်ရှင်ပဲငံပြားရဲ့အနောက်ကတော့ထမင်းစားစုံနဲ့တစုံမရှိတရှိထည့်ပေးလိုက်ပါမယ်ပြီးရင်ရေကိုလည်းထမင်းစားစုံတစုံထည့်ပေးလိုက်ပါမယ်နော်အချုံမုံလက်ဖက်စားစုံနဲ့ဇွန်းဝဲတကြားကိုလက်ဖက်စားစုံတစုံခွဲနဲ့စသားမုံလည်းလက်ဖက်စားစုံတစုံထည့်ပါမယ်ရေကိုထမင်းစားစုံတစုံလောက်ထည့်ပြီးတော့ဒီချာလေးမှွေထားပေးလိုက်ပါမယ်ရှင်နောက်ထပ်ပကံအသေးတစ်လုံးထဲမှာပြောင်းကော်မုံဒါမှမဟုတ်ရင်ကော်မုံကိုထမင်းစားစုံတစ်စုံနဲ့ရေကိုထမင်းစားစုံ3စုံလောက်ထည့်ပြီးတော့မှွေထားပေးပါမယ်နော်ဒီလိုလေးပြင်ထားလိုက်ရင်ကြတော့လေကြော်တဲ့အခါမှာတစ်ခါတည်းမြ мян ဆန်ဆန်လောင်းထည့်လို့ရလို့ပါရှင်ကြော်နေရင်လည်းတစ်ခုချင်းစီထည့်လဲရပါတယ်နော်ပြည်ကြီးငါးနဲ့ရေပွဲရလေဒီတိုင်းတန်းထည့်ပြီးကြော်ရင်ရေတွေအများကြီးထွက်တတ်တာမို့လို့အိုးတစ်လုံးထဲမှာပြည်ကြီးငါးနဲ့ရေပွဲတွေကိုထည့်ပြီးတော့မိနစ်အနည်းငယ်လောက်ရေတွေထွက်တဲ့အထိခဏလှော်ပေးလိုက်ပါတယ်ပြီးရင်ရေစစ်ထားပါမယ်ရှင်အမတို့ပြည်လုံးချမ်းသာအောင်စပြီးတော့မကြော်ခင်လေရေနွေးဆူဆူထဲမှာမာတဲ့အသီးရွက်လေးတွေကို2မိနစ်လောက်အရင်ဆုံးပြုတ်ပေးပါမယ်ရှင်ပန်းငေါ်ဘီရဲ့ရွှေပဲသီးရဲ့ဘေဘီကွန်ရဲ့မုံလာဦးနီရဲ့ကိုအရင်ဆုံးရေနွေးလေးနဲ့ပြုတ်ပေးလိုက်တာပေါ့နော်မပြုတ်ဖဲနဲ့စီနဲ့ကြော်ပေးထားလဲရပါတယ်နော်အကြာကြီးမလို့ပေါ့နော်ခဏပဲပြုတ်ပြီးတော့ဒီလိုမျိုးလေးဆယ်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်ကတော့အမလို့စကြော်လို့ရပါပြီအရင်ဆုံးကတော့ဒဲဦးထဲမှာစီထည့်ပြီးတော့စီပူလာပြီဆိုရင်ငုတ်သီးချောင်းတောင်လေးတွေကိုခဏလောက်ကြော်လိုက်ပါမယ်ပြီးရင်ပြန်ဆယ်ထားပေးလိုက်ပါမယ်နော်ပြီးရင်တော့အစင်းသင်းပြင်ထားတဲ့ကြက်သွန်ဖြူနဲ့ဂျင်းလေးကိုထည့်ပြီးတော့မှုေးလာတဲ့အထိကြော်ပေးလိုက်ပါမယ်မှုေးလာပြီဆိုရင်တော့အရသာနဲ့ထားတဲ့ကြက်သားလေးတွေကိုထည့်ပါမယ်ရှင်မီးလေလက်လောက်နဲ့ကြက်သားလေးတွေကိုအသားအစိမ်းရောင်ပျောက်သွားတဲ့အထိကြော်ပေးပါမယ်အသားအစိမ်းရောင်ပျောက်ပြီဆိုရင်ပစွန်လေးတွေကိုထည့်ပါမယ်ပစွန်အရသာမနေထားပါဘူးရှင်အရသာနေခြင်းတော့ကြက်သားလိုပဲရသာနေလို့ရပါတယ်နော်ပစွန်လည်းအဲ့လိုပဲပေါ့နော်အယောင်လေးပြောင်းလာတဲ့အထိအမလို့ကြော်ပေးပါမယ်အယောင်လေးပြောင်းလာပြီဆိုရင်ကတော့ခုနကကြိုပြီးတော့လှော်ထားတဲ့ပြည်ကြီးငါးနဲ့ရေပွဲလေးတွေကိုထည့်ပေးလိုက်ပါမယ်ရှင်ခဏလောက်မွေကြော်ပြီးသွားပြီဆိုရင်တော့ဟင်းချက်ဝိုင်းလေးထည့်ပေးပါမယ်အမကတော့ရှောင်းရှင်းဝိုင်းအောင်သုံးထားပါတယ်တခြားတရုတ်ဟင်းချက်ဝိုင်းလေးလည်းသုံးလို့ရပါတယ်နော်မရှိရင်လည်းမထည့်လို့ရပါတယ်ရှင်ဟင်းချက်ဝိုင်းလေးထည့်ပြီးသွားပြီဆိုရင်ခဏလောက်ရောမှွေပြီးတော့ကြော်ပေးပါမယ်ဒီချိန်မှာမီးကိုအရှိန်ပြင်းပြင်းလေးတင်လိုက်လို့ရပါပြီရှင်ခဏလောက်ကြော်ပြီးသွားပြီဆိုရင်တော့ခုနကတရေကြိုပြုတ်ထားတဲ့အသီးရွက်တွေအကုန်လုံးထည့်လိုက်ပါမယ်အမတို့မပြုတ်ဖဲနဲ့အစိမ်းဒီတိုင်းထည့်မယ်ကြက်သွန်နီတို့ငရုတ်ပွားတို့ခန်းကျင်သီးတို့ကိုပါထည့်ပေးလိုက်ပါမယ်ရှင်အမတို့အစင်သင့်ကြိုဖြော်ထားတဲ့ sauce ကိုလည်းထည့်ပေးလိုက်ပါမယ်။တကြားလေးနည်းနည်းပပပကံထဲမှာကတ်ကြံနေဆိုရင်ရေလေးရောပြီးတော့လည်းတခြားဖြော်ပြီးတော့ထည့်ပေးလို့ရပါတယ်နော်။ဒီချိန်မှာလည်းမီးကိုပြင်းပြင်းလေးနဲ့ပဲကြော်ပေးမယ်ပေါ့နော်။အကုန်လုံးကို sauce နဲ့တခြားလေးရောသွားအောင်လို့ကြော်ပေးလိုက်ပါတယ်။အယောင်လေးနည်းနည်းလေးပို့လို့ချင်တဲ့အတွက်ပဲငှက်ပြားကြီးအနောက်ကိုနောက်တစ်စုံထည့်လိုက်ပါတယ်ရှင်။ငုံလေးထည့်မယ်ဆိုရင်လည်းဒီချိန်မှာထည့်လို့ရပါတယ်။ငါတို့ဒီတစ်ခေါက်သွားရှာတာငုံမရခဲ့လို့ပါနော်။တရုတ်မဆလာကြရင်လည်းဒီချိန်မှာထည့်လို့ရပါတယ်အမတို့ကတရုတ်မဆလာသိမ့်မကြိုက်လို့ပါเนาะတခြားရောမှွေပြီးတော့ကြော်ပြီးတော့အရသာတစ်ချက်မြည်ကြည့်ပါလိုတဲ့ရသာရှင်ရင်လည်းထပ်ထည့်ပါရှင်အရသာစိတ်ကြရပြီဆိုရင်တော့ခုနအစင်သင့်ဖြော်ထားတဲ့ကော်ရည်လေးကိုလည်းပြန်ပြီးတော့တခြားလေးမှွေပြီးတော့လောင်းထည့်ပေးလိုက်ပါမယ်ကော်ရည်လေးတွေပြစ်လာတဲ့အထိတစ်ချက်လောက်မှွေကြော်ပေးပါမယ်เนาะအရေလေးကိုရွှဲလေးစားခြင်းနဲ့ဆိုရေလေးနည်းနည်းလေးထည့်လို့ရပါတယ်နောက်ဆုံးအနေနဲ့ကတော့ငရုတ်ကောင်းမုံလေးဖြူမယ်စက်သွန်မိတ်လေးပေါ်ကနေဖြူပေးပါမယ်ရှင်ဒီကြော်နီးလေးကလေပြည်ကြီးငါးနဲ့ရေပွဲတွေကိုလည်းကိုကအရင်ဆုံးလှော်ထားတယ်ပေါ့နော်အသီးရွက်တွေကိုလည်းကြိုပြုတ်ထားတဲ့အတွက်အသီးရွက်တွေနဲ့ပြည်ကြီးငါးတွေကနေပဲရေအများကြီးထွက်လာပြီးအဲ့ရေတွေခန်းအောင်လို့အကြာကြီးပြန်ကြော်နေစရာမလိုဘူးပေါ့နော်အဲ့တော့ကြုံရတာလည်းမြန်သလိုဆော့ရဲ့အပြစ်ကျဲကိုလည်းကိုယ်စိတ်ကြိုက်ချိန်လို့ရပါတယ်ရှင်ရေတွေအများကြီးကိုခန်းအောင်ပြန်ကြော်နေရလို့တခြားအသီးရွက်တွေကအနူးလွန်သွားမှတွေပါလည်းမရှိဘူးပေါ့နော်အဲ့တော့တော်တော်လေးစားလို့ကောင်းပါတယ်အနက်လေးကလည်းမှုမွေလေးနဲ့ခလေးရောလူကြီးရောကြိုင်မဲ့အရာသားလေးပေါ့နော်ထမင်းကြိုင်ထဲကိုလည်းအဆင်ပြေပါတယ်အိမ်မှာကြော်စားကြည့်ပါအောင်နော်ဒါဆိုရင်အမ်နိုနောက်ထပ်ဗီဒီယိုလေးကြာမှပြန်တွေ့ပါမယ်ရှင်